မင်္ဂလာပါဒီချက်ဒီနေ့မှာတော့ both and grammar ဖြည့်နည်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဖြည့်မလဲကြည့်ရအောင်မတူတာရှာ both and နဲ့ဆက်တူတာတစ်ခုဖြတ်เนาะမတူတဲ့နှစ်ခုကိုရှာပြီးတော့ both and နဲ့ဆက်မယ်တူတာတစ်ခုဖြတ်မယ် both and နဲ့ဆက်ထားလိုက်ရင် an ကိုဖြုတ် both and ဆိုတာဒီချက်တို့နှစ်ခုကိုပေါင်းလိုက်တဲ့သဘောပေါ့เนาะအများသဘောဖြစ်သွားတဲ့အတွက် an ကိုဖြုတ်မယ်ပြီးရင်နောက်ကနောင်ကိုအများပြောင်းပေးရမယ်ရမလားပြီးရင် so that so did to also and so ဒီလိုစကားလုံးတွေတွေ့ရင်ဖြုတ်ပေးရမယ်ပြီးရင် neither nor ပါလာတဲ့ sentence တွေဆိုရင်ဒီချက်တို့စမ်းကျင်ဘက်အငင်းပြောင်းပေးရမယ်စမ်းကျင်ဘက်အငင်းဆိုတာကြတော့ is ဆိုလို့ရှိရင် is not now wash ဆိုလို့ရှိရင်ဒီမှာ did not wash ဒီလိုမျိုးအပြန်အလှန်ပြောင်းပေးရမယ်ဒီမှာ but to ဆိုတော့ did not wash ပေါ့နော်ဒီလိုမျိုးရေးထားတာဖြစ်ပါတယ်အဲ့တော့တူဖြည့်ကြည့်ရအောင်တင်တင်မြ is a famous vocalist ချိုပြုံး is also a famous vocalist တင်တင်မြကနာမည်ကြီးတဲ့အတန်ပိုင်ရှင်ဖြစ်တဲ့ချိုပြုံးကလည်းပဲနာမည်ကြီးတဲ့အတန်ပိုင်ရှင်ဖြစ်တယ်အဲ့တော့ဒီ sentence နှစ်ခုကိုကြည့်ရအောင်မတူတာဘာတွေ့လဲမတူတာဘာဖြစ်မလဲတင်တင်မြနဲ့ချိုပြုံးပေါ့เนาะအဲ့တော့ဒီချက်တို့ဒီနှစ်ခုကို both and နဲ့ဆက်ပြီးတော့ရေးမယ် both တင်တင်မြ and ချိုပြုံးဒီလိုမျိုးရသွားမယ်ပြီးရင်တူတာတစ်ခုဖြတ်မယ်အဲ့တော့တူတာဘာတွေ့လဲရှေ့မှာလဲ is a famous vocalist နောက်မှာလဲ is also a famous vocalist အဲ့တော့ဒီချက်တို့ရှေ့ရတစ်ခုကိုဖြတ်ရအောင်เนาะတူတာတစ်ခုဖြတ်ဆိုတော့ရှေ့ရတစ်ခုကိုဖြတ်မယ်နောက်ကဟာကိုပဲစဉ်းစားမယ်ဒီမှာ is ဆိုတာဒီချက်တို့ချိုးပြုံးတစ်ယောက်တည်းမို့လို့သူ is နဲ့ရေးထားတာအခုဒီချက်တို့နှစ်ယောက်ကိုပေါင်းလိုက်ပြီเนาะပေါင်းလိုက်ပြီဖြစ်တဲ့အတွက် r ဖြစ်သွားပြီเนาะ r ပြောင်းပေးရမယ်ရမလားပြီး also တွေ a တွေပါရင်ဖြုတ်မယ်နောက်ကနောင်ကိုအများပြောင်းပေးရမယ်အများဆိုတော့ဒီမှာ s ထည့်ရမှာပေါ့ရမလားအဲ့တော့ဘယ်လိုရသွားမလဲဆိုရင် both တင်တင်မြ and ချိုပြုံး are famous vocalists ဒီလိုမျိုးရသွားမယ်ရမလားနောက်တစ်ခုမြန်မာ is an agricultural country မြန်မာကစိုက်ပျိုးရေးလုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Thailand is an agricultural country Thailand လည်းစိုက်ပျိုးရေးလုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်အဲ့တော့ဒီ sentence နှစ်ခုကိုကြည့်မယ်မတူတာဘာတွေ့လဲဆိုတော့မြန်မာနဲ့ Thailand ပေါ့အဲ့တော့ဒီချက်တို့ဒီနှစ်ခုကို both and နဲ့ဆက်ပြီးတော့ရေးမယ် both Myanmar and Thailand ရမလားပြီးရင်တူတာတစ်ခုဖြစ်မယ်တူတာဘာတွေ့လဲရှေ့မှာလဲ is an agricultural country နောက်မှာလဲ is an agricultural country အဲ့တော့ဒီချက်တို့ရှေ့ရတစ်ခုကိုဖြတ်ကြမယ်ပေါ်မှာလို့ပဲနောက်ကဟာကိုပဲစဉ်းစားမယ် is ကိုဘာပြောင်းရမလဲဆိုရင် verb ကိုအများပြောင်းပေးရမယ်နှစ်ခုကိုပေါင်းလိုက်တဲ့အတွက်ပြီး an ပါရင်ဖြုတ်မယ်နောက်ကနောင်ကိုအများပြောင်းပေးမယ်အများပြောင်းပေးရမယ်ဆိုတော့ is ပေါ့เนาะအဲ့တော့ဘယ်လိုရသွားမလဲဆိုရင် both Myanmar and Thailand are agricultural countries ဒီလိုမျိုးရသွားမယ်နားလည်မလားနောက်တစ်ခု I have a regular job and a family life ကျွန်တော်မှာပုံမှန်အလုပ်တစ်ခုနဲ့မိသားစုဘဝတစ်ခုရှိတယ်တဲ့ and being so that's my friend ကျွန်တော်တငယ်ချင်းမှလည်းပဲရှိတယ် so that ဆိုတာဒီချေလို့လဲပဲလို့ပြောချင်တာเนาะအဲ့တော့ဒီ sentence ကိုကြည့်မယ်ဆိုရင်မတူတာဘာဖြစ်မလဲကျွန်တော်မှလည်းရှိတယ်ကျွန်တော်တငယ်ချင်းမှလည်းရှိတယ်ဆိုတော့မတူတာကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းရမလားအဲ့တော့ဒါအောင်ဒီချေတို့ both နဲ့ဆက်ရေးမယ်ဆိုရင် both my friend and I ဆိုပြီးရသွားမယ်ဒီချေတို့ I ကိုအနောက်မှာရေးပေးရမယ်နော် I နဲ့တခြားတစ်ခုနဲ့ရှင်းလာပြီဆိုရင် I ကိုအနောက်မှာထားပေးရမယ်ကိုကအနောက်မှာနေရမယ်သူများကိုဦးစားပေးရမယ်သဘောပဲရမလားအဲ့တော့ both my friend and I ဆိုပြီးရသွားမယ်အဲ့တော့ဒီမှာကြည့်မယ် have က have ပဲ a ကိုဖြုတ်မယ်နောင်ကိုအများပြောင်းမယ်ဆိုတော့ s ထည့်ပေးမယ် a ကိုဖြုတ်မယ်နောင်ကိုအများပြောင်းတော့ lives lives เนาะဒီလိုမျိုးရမယ်ပြီးရင် and so that ဒါတွေဖြုတ်ပေးရမယ်ဒီချက်အရှိမဖြုတ်ရမယ့်ဟာလေးတို့ရေးပေးထားရเนาะအဲ့တော့ကြည့်ရအောင်ဘယ်လိုရသွားမလဲဆိုတော့ both my friend and I have regular jobs and family lives เนาะဒီလိုမျိုးရသွားမယ်ဒါလေးကကြတော့ all question လေးပါရမလားနောက်တစ်ခု he played football when he was a student သူကျောင်းသားဘဝတုန်းကဘောလုံးကစားခဲ့တယ်သူကျောင်းသားဘဝတုန်းကဗော်လီဘောကစားခဲ့တယ်အဲ့တော့ဒီ sentence နှစ်ခုကိုကြည့်မယ်ဆိုရင်မတူတာဘာဖြစ်မလဲသူဘောလုံးလဲကစားတယ်သူဗော်လီဘောလဲကစားတယ်အဲ့တော့မတူတာဘာလဲဆိုတော့ football နဲ့ volleyball ပေါ့အဲ့တော့ဒီချက်တို့ဒီနှစ်ခုကို both နဲ့ဆက်ပြီးတော့ရှင်းမယ်เนาะဒီမှာကြည့်အောင်တူတာတစ်ခုဖြတ်မယ်တူတာဘာတွေ့လဲရှေ့မှာလဲ he play နောက်မှာလဲ he play ရှေ့မှာလဲ when he was a student နောက်မှာလဲ when he was a student အဲ့တော့ဒီချက်တို့ရှေ့ကတူနေတဲ့ဟာအားလုံးဖြတ်ပလိုက်မယ်เนาะနောက်ကစာကြောင်းကိုပဲစဉ်းစားမယ်အဲ့တော့ he play ဒီမှာเนาะဒါကို both နဲ့ဆက်ရေးမယ် both volleyball and football when he was a student เนาะဒီနေရာမှာဒီချက်တို့ football ကိုရှေ့ရရေးလိုက်ရတယ်
အဲ့တော့ဘယ်လိုရသွားလဲဆိုတော့ he played both football and volleyball when he was a student เนาะ football ပဲရှိရရေး volleyball ပဲရှိရရေးတူတူပဲเนาะနောက်တစ်ခု not only Nini but also his brother is a guitarist Nini တင်မကပါဘူးတဲ့သူ့အကိုကလည်းပဲ guitarist ဂီတာတီးတဲ့သူဖြစ်တယ်အဲ့တော့ not only but also နဲ့မေးလိုက်ရင်ဒီနည်းလေးပဲမှတ်ပါ not only နေရာမှာ both ထည့် but also နေရာမှာ and ထည့်ရမလားအဲ့တော့ both Nini and his brother ဆိုပြီးရသွားမယ်ဒီမှာ is ကရှေ့ရအပုတ်တွေလိုပဲ is ကိုဖြုတ်မယ် R ပြောင်းပေးမယ်နှစ်ယောက်ပေါင်းသွားတော့ R ဖြစ်သွားမယ် A ကိုဖြုတ်မယ် guitarist မှာ S ထည့်ပေးရမယ်လွယ်လေးနော်ဘယ်လိုရသွားလဲဆိုရင် both Nini and his brother are guitarists နော်ဒီလိုမျိုးရသွားမယ်နောက်တစ်ခုနိုင်သားကိုကိုနော် Nini watch videos ကိုရောညီရောဗီဒီယိုမကြည့်ဘူးတဲ့နိုင်သားဆိုတဲ့သဘောနိုင်သားနော်ရဲ့သဘောကကြောက်တချေလို့မဟုတ်ဘူးလို့ပြောချင်တာပေါ့ဒီမှာဆိုရင်လည်းဗီဒီယိုမကြည့်ဘူးလို့ပြောချင်တာเนาะအဲ့တော့ပေါ်မှာလိုပဲနိုင်သားနေရာမှာပိုထဲနော်နေရာမှာအန်ထဲပိုကိုအန်ညီညီเนาะဒီနေရာမှာတချက်အရှင်းမှပြောခဲ့ပါတယ်နိုင်သားနော်နဲ့မေးလာတဲ့ sentence တွေဆိုရင်အငင်းပြောင်းစန့်ကျင်ဘက်အငင်းပြောင်းပေးရမယ်ဒီမှာကြည့်တယ်ဆိုတချေတို့ကမကြည့်ဘူးဆိုပြီးပြောင်းပေးရမယ်အဲ့တော့ဒီမှာ watch က but one ဆိုတော့တချေတို့ that's not watch ပုံမှန်ဆိုတော့တချေတို့ that's not watch ကိုပြောင်းရမှာဒါပေမဲ့တချေတို့ကဒီမှာ2ယောက်ဖြစ်သွားပြီเนาะ2ယောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် that's နဲ့မရေးရဘူး do နဲ့ရေးရမယ် do not watch เนาะဒါလေးသတိထားပါမယ်ပုံမှန်ဆိုရင်တော့ but one ကတော့ that's ပေါ့အခုကဒီချေတို့က2ယောက်ကိုပေါင်းလိုက်ပြီလေ both နဲ့ပေါင်းလိုက်ပြီဖြစ်တဲ့အတွက် do not watch အကယ်ဒီနေရာမှာ but 2နဲ့ရေးပေးထားရင်ဒီချေတို့ do not watch ဆိုပြီးတော့ပြန်ပြောင်းပေးရမယ်ရမလားเนาะအဲ့တော့ဘယ်လိုရသွားလဲဆိုတော့ both Coco and Nini do not watch videos ဒီလိုမျိုးရသွားမယ်ရမလားအဲ့တော့ဒီချေကျန်တဲ့ grammar pattern လေးတွေကိုနောက်ဗီဒီယိုလေးမှာပုံမှန်ဆက်ပြီးတော့သင်ပေးသွားပါမယ်ဒီချေအခုဗီဒီယိုလေးကိုနားမလည်လို့ရှိရင်ဒီချေရဲ့ CP မှာမေးလိုက်ရတယ်လို့ comment မှာမေးထားလိုက်ရပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်